Hello everyone ဒီနေ့ကဘာလုပ်မလဲဆိုတော့မောင်နှမ3ယောက်လေမောင်နှမ3ယောက်ကအချင်းချင်းလုပ်ပြီးထားတဲ့ blind bag လေးဖောက်မှာပေါ့နော်ဟေတာကမောင်လေးကျွဲဖောင်လေးအခါကျွဲ Lego blind bag လေးလုပ်ပြီးထားတယ်ပေါ့နော်သူ blind bag လေးလုပ်ပြီးထားတယ်ဘာလို့လဲဆိုတော့ तू က Lego လေးအရန်ကိုကြိုက်တာပြီးတော့ तू က Lego master ကြည့်တာ Lego လေးအဲ့လိုအကြီးကားပဲဟွာဖြစ်တာဒါဆိုသူဒီမှာအရန်လာတော့လေးပေါ့နော်ဒီမှာဒီချစ်စရာလေးအယောင်လေးရလဲလေတော်တော်ဆိုးอ่ะဒါလေးလုပ်ပြီးနော်ပြီးတော့သူကမော်လိုက်ပြီးတော့သူကလာဘူးဘူးဘာလဲဟုတ်သူကလာဘူးဘူးဘာမှလောက်ခိုင်းတာသူကဘာလုပ်ပေးလိုက်လဲဆိုတော့တာဒါချီဘူးဘူးသူကလာဘူးဘူးအရန်ပုံးတာပေါ့နော်တော့လာဘူးဘူးအရန်ပုံးတာလာဘူးအရန်ကိုကြိုက်ရလုံးဝကိုကြိုက်ရသူကအဲ့ဒါလေသူကဒီလို paper လေးပဲ paper သင်ကြည့်အောင် comparison အဲ့ဒါလို့ happy ရတော့ header တဲ့ Oreo blind bag လေးလုပ်ပေးထားပါတယ်ဟုတ်တယ်ဟိုသူ့နာမည် happy ပါနော် happy ဒါလေးကတော့ happy အငယ်ဆုံးလေးပေါ့ဟုတ်တယ်အငယ်ဆုံးလေးဟုတ်တယ်အဲ့ဆိုဘယ်သူရေဖောက်လဲစုံခလေးလုပ်ပါဟုတ်ကဲ့စုံစမ်းစီစုံစမ်းစီ second first second third လေးပေါ့နော်ဟုတ် okay ဟာလို့ရှင်လဲကြည့်ကြည့်pink ball တော့ကြိုက်တယ် pink ball ရှိလားဒီမှာကြမယ်နော်သူကဒီထဲမှာဘာလို့ရှင်လဲဆိုတော့ဒီ pink ball ရှိတာလေးလို့ရှင်လဲပေါ့နော်အဲ့ဘာရောက်လဲကြည့်ကြည့်ရအဲ့ကနခက်လေးကိုအရင်ဖြုတ်ကြည့်လိုက်ပါခက်ခက်လေးပြမယ်နော်မကြည့်နဲ့လေမကြည့်ဖောက်ဟိုလာရကြည့်ဒါဘယ်လိုဖောက်အောင်အိုးကတည်းကဘယ်လိုဖောက်အောင်လဲတိတ်ကိုဒီကနေ့ try ကြောဒီပေးရတယ်ဗျာတော့ဘာရောက်လဲကြာလေးရပါပဲကြည့်နေပါရတယ်နောက်တစ်ခုကြာကြည့်နေပါဟိုလည်းငါတို့ဒီနောက်မှာကကြည့်တော့ကြည့်နေဒါလေးရပါတယ်ဝါဟဲ့ခုနကကြည့်ကနာထားလေမမစီပြီးလိုက်ကကြည့်လေးတော့ပါအောင်မယ်လောပါလေးချက်ပြရကွာဆိုကဟုတ်ခဏဝင်ပို့ပေါ်လာပို့ပေါ်မြို့ကဒီထဲကိုဘာတော့ထည့်တယ်လဲတီရှူးတွေထည့်တာအဲ့ဒါလေးရပါတယ်ကျွန်တော်တို့ရှိပါတော့ခေါင်းမရှိလုံးပါငါပဲခေါင်းမရှိလို့ဒါလေးပဲတီရှူးနဲ့ထောက်တယ်မှာပြီးရခေတာလေးနာတီရှူးဟဲ့ပြမယ်ဒီပါခဏရအဲ့ဒါလိုချင်တာလေးကတော့ Oreo လေးကတော်တော်စားကောင်းတယ်ဖဖရရဟာလားအစ်စ်sorry ကင်မရာတေးဝိုင်းခဏရနော် okay sorry ဘယ်လိုလဲမသိဘူးထောင်းလို့ရတယ်အဲ့ငါအနောက်ကနေတော့ကြည့်ချိုးကြအဲ့မထောင်းလိုက်ရပြီထောင်းလိုက် thank you အဲ့ဒါလူဖားရတာလားအစ်စ်လားအစ်ဖားရတဲ့ဟာလေးဆိုဒီဟာရမစားဘူးအတူတူလောက်ပဲထင်တာပဲဒါရည်လေအကုန်လုံးတူတူပဲထင်တယ်ရက်သားတူလောက်ပဲ original လည်းတော့စားကောင်းလိုက်ဆို original လည်းလို့ရှင်တယ်ပြီးတော့ peak လေးလို့ရှင် peak marshmallow လေးတည်းမြန်မာပြည်မှာတော့မရှိကျွန်တော်မသိပါဘူးတိကျဟိုဘယ်ဟို Easter မှာလေးဘယ်ပုံစံလေးလေအဲ့ peak လေးတည်းရထီးရမယ်သူလောက်တာနဲ့အဲ့ဒါဖောက်ရမယ်ပေါ့နော်မဖောက်ရဘူးအရန်လာလို့အဘောထမ်းနေတယ်အောက်မှာပဲဖောက်လိုက်မယ်နော်ပုံမှာဘယ်လိုဖောက်အောင်လဲမသိလို့ okay ဘာရဟိုကြည့်ဟုတ်
တော်ပြီကဲဖောက်လိုက်ကြဟဲ့မဖောက်ပါနဲ့ ပါလေးရတယ်ပြလိုက်အောင်ကြည့်ပြီးလားပြီးရလာတော်လေသူလေးရပုံဆွဲတော့သူ့အမနဲ့တူတော့အဲ့တော့ဖောက်ကြည့်လာလားကြည့်အောင်ပါလေးတော့မသိဘူးအနံ့မရအိုးနံ့မရနံ့မွေးတို့Are you okay ကိုနိုင်ရေ Oh ကိုနဲ့ တော့ဖြဲလိုက်ရမယ်မရတော့ ဖေးပါဖြဲလိုက်ပါ ဖြဲလိုက်ရမယ်ဖြဲလိုက်ရစားလာစားလိုက် ဖေးလာကုန်ဖေးလာ ဒါရဟဲ့အနောက်ဝင်ရင်ရတယ်လောက်ကြပါဦး ခရစ်စမတ် present လုပ်နေတယ်လို့ပဲ အနောက်ဝင်ရင်ရတယ်ကြည့်သေးဒီမှာလေးရပါလဲ3 2 oh ဟဲ့လေ Oreo original လေးရပါလို့ချင်းဟာပါမှာမတွေ့ဘူး ကဲ happy ဝါဒီဟိုဘက်ကနေယူလာချီလာဘူးဘူးဖောက်မှာပဲဖြ ချီ စ်ပါ ချီပူပူဖောက်မှာပေါ့နော်ဒါလေးကတော့ခဏ ယူတာ ဗာလေးလို့ချင်တယ်တော့ပါ ဟုတ်နော် နောက်မှကြည့်အောင်ဗာလို့ချင်တယ် အနာမဒီဘယ် ဟာသူရပါသူအရင်မကံကောင်းတာကြည့်အောင် အိုင်ဝါဟီရောမင်း အာကြီးကဘာတနာပါ Oh my god ဆွဲပဲပြလိုက်တော့ ကျဲပြီလားမသိဘူးအဖြူအောင်လေး အမီးပြောတာပဲဆိုင်ရွဲလို့ငါပြောနေတယ် ခဏပါတယ်ဟဲ့ ငါစိတ်ညစ်စေ ငါစိတ်ညစ်လာဘူး ဖက်ကြည့်ဟိုဘာလဲဒီမှာငါ